တို့ဒီကောင်ကိုဒီပြပွဲကို credit လုပ်ပေးမယ်ပေါ့နော်ပကြီးသုံးသက်ပြီးအဲ့တော့ credit လုပ်တယ်ဆိုတာပကြီးကအာဝါတစ်ခုကိုအခု credit လုပ်တယ်ဆိုတာအပြစ်ရှာတာမဟုတ်ဘူးအာဝါတစ်ခုရဲ့အားနည်းချက်အားသာချက်နှစ်ဖက်စလုံးကိုမျှမျှတတအိမ်မှာ international credit standard အတိုင်းလေ့လာကြည့်ရနော်လေ့လာကြည့်ရအဲ့ဒါကိုအရင်ဆုံးနားလည်ထားcredit လုပ်တယ်ဆိုရင်အဲ့ပကြီးဆရာကိုဝေဖန်တယ်သမုတ်ချီးကျူးတယ်လို့ထင်နေကြတယ်အဲ့ဒါမျိုးနော်ဘာကပကြီးဆရာကိုချီးကျူးဖို့လည်းမဟုတ်ဘူးအဲ့ပကြီးဆရာကိုချီးကျူးဖို့လည်းမဟုတ်ဘူးအပြစ်တင်ဝေဖန်ဖို့လည်းမဟုတ်ဘူးအမှုပညာအဖြစ် credit standard အတိုင်းပဲသုံးသက်တာနော် credit လုပ်တယ်ဆိုတာပြည့်ရှာတာမဟုတ်ဘူးအဲ့အာဝါတစ်ခုရဲ့အာသာချက်အားနည်းချက်နှစ်ခုစလုံးကိုမြင်တတ်လေ့လာနော်အဲ့လိုမျိုးအရင်ဆုံးနားလေရအဲ့တော့အဲ့ပြပွဲကိုကိုယ်တိုင်ရန်ကုန်မှာကိုကမန္တလေးမှာဆိုတော့အဲ့ဒီပြပွဲကိုကိုယ်တိုင်သွားမကြည့်နိုင်ဘူးသွားမကြည့်နိုင်တော့ line ပေါ်မှာတွေ့ရတဲ့ poster နဲ့ပုံလေးတွေကိုပဲကြည့်ပြီးတော့လေ့လာရတော့ပထမဆုံးအဲ့ဟာကိုဗီဒီယိုပေါ့နော်အဲ့ဗီဒီယိုနဲ့ပုံလေးတွေကိုကြည့်လိုက်တဲ့အခါကျရင် first expression ပေါ့နော်ပထမဆုံးမြင်ရတဲ့အရာ black organic found တွေပဲလေဟုတ်တယ်မလား black organic found တွေပဲမြင်ရတယ် black organic found တွေမြင်ရတယ် white space ကြီးတွေမြင်ရတယ်ပြီးရင် installation လုပ်ထားတာတွေမြင်ရတယ်အရောင်သုံးထားတာက monochrome အဖြူအမဲ gray monochrome နဲ့ပဲသုံးထားတယ်ဒီ၄ခုနဲ့ပဲပြပွဲတစ်ခုလုံးကိုထိန်းသွားတယ်အဲ့တော့အဲ့ဟာကိုကြည့်တဲ့လူရဲ့အာယုံကအယောင်နေစီမရောက်တော့ဘူးလေအယောင်က3ရောင်နဲ့ပါတာ black ရယ် white ရယ် gray ရယ်3ရောင်နဲ့ပါဆိုတော့အယောင်နေစီမရောက်ဘဲနဲ့ found စီကိုအာယုံကကြည့်တဲ့လူအာယုံကတိုက်ရိုက်တန်းပို့ check အနေနဲ့ဆိုရင်တော့ဒီကောင်တော်တော်အောင်မြင်တယ်လို့ပြောရမယ်အောင်မြင်တယ်ပေါ့နော်ဒီ check အနေနဲ့အောင်မြင်တယ်သူပြချင်တဲ့ found စီကိုတန်းရောက်တယ်အယောင်စီကိုတန်းမရောက်ဘူးဒီအဲ့၄ခုတည်းနဲ့ပဲ black organic found တွေရယ် white space ရယ်ပြီး installation ရယ်အဲ့လို monochrome color palette လေးရယ်ဒီ၄ခုကပဲပွဲကြီးတစ်ခုလုံးကိုထိန်းသွားတယ်အဲ့တော့ consistency ဖြစ်တယ်အဲ့တော့နောက် technique ပိုင်းကြည့်မယ်ဆိုရင် artist က virtual language အနေနဲ့အဲ့၄ခုတည်းနဲ့ပဲအဲ့အစအဆုံး consistent ဖြစ်အောင်ထိန်းထားနိုင်တယ်ထိန်းထားနိုင်တာကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုအဲ့ပွဲမှာတွေ့ရတာကနှစ်ခုပြထားတယ် painting ရယ်နေရန်ပေါ်မှာချိန်ထားတဲ့ပကြီးကားရယ်ပြီးရင် sculpture တွေရယ်ဘူးရုပ်တွေ sculpture ပေါ့ဘူးရုပ်လို့ပြောအလွယ်ပြောရအောင် sculpture တွေရယ်တွေ့ရတယ်အဲ့တော့ painting နဲ့ sculpture နဲ့ကမတူတဲ့ media နှစ်ခုလေဟုတ်တယ်မဟုတ်လား painting ရယ် sculpture ရယ်ဆိုတာမတူတဲ့ media နှစ်ခုအဲ့ media နှစ်ခုကိုသူက language တစ်ခုနဲ့ထိန်းသွားတယ် virtual language တစ်ခုနဲ့ထိန်းသွားတယ်အဲ့တော့ unity ရှိရလို့ပြောလို့ရတယ်ကွာအဲ့ကောင်တော်တော်အရေးပါတယ်ဆိုတော့ painting နဲ့ sculpture နဲ့တက်စီဖြစ်မနေဘူး unity ဖြစ်နေအဲ့ဒီအပိုင်းမှာလေ artist ကအောင်မြင်တယ်လို့ပြောလို့ရတယ်နော် artist ကအောင်မြင်တယ်လို့ပြောလို့ရတယ်နောက်တစ်ခုကအဲ့ပြပွဲနဲ့ award တွေအကုန်လုံးက conceptual art တွေလေ concept ကိုအဓိကထားတဲ့ conceptual art တွေအဲ့မဲ့မှာမေးစရာမေးခွန်းတစ်ခုရှိလာဒီပြပွဲကအဲ့ concept က found ကိုအဲ့သူဖန်တီးထားတဲ့ award found တွေကိုဥဆောင်နေရလားသို့မဟုတ် found က concept ကိုဥဆောင်နေရလားအဲ့နှစ်ခုကအရန်ကွာရယ်နော်ညီ found concept က found ကိုဥဆောင်တာနဲ့ found က concept ကိုဥဆောင်ဒီတပွဲရဲ့အားကောင်းဆုံးအရာက virtual ပဲအမြင်ပဲပထမဆုံးတန်းမြင်လာတဲ့ဟူးမိုက်လိုက်တာခူးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးခံစားရတယ်ကြည့်တော့ဟိုးဖြစ်တယ်ပေါ့နော်ဟိုးလမ်းတယ်ဟိုးဖြစ်တယ်ဆိုခံစားအဲ့မှာနောက်ထပ်မေးစရာမေးခွန်းဘာဟိုးဖြစ်တာလဲ concept ကိုဟိုးဖြစ်တာလား found ကိုဟိုးဖြစ်တာလားနော်အဲ့ဒါကိုရှင်းရှင်းလေးမေးရသူအဝရဲ့ concept ကိုကိုတော့ဟိုးဆိုပြီးတော့အံ့ဩသွားတာလားသို့မဟုတ်သူဖန်တီးထားတဲ့ art found တွေကိုပဲဟိုးဆိုပြီးတော့အံ့ဩသွားတာလားဒီဟိုးဆိုပြီးအံ့ဩသွားတာက found ကိုအံ့ဩတာလားသို့မဟုတ်သူ့ရဲ့ art concept ကိုအံ့ဩတာလားအဲ့ကောင်ကိုမေးဖို့လိုတယ်မေးခွန်းလေးပြောတာကနည်းနည်းလေးအရှိနောက်ဘယ်လိုပြောရမလဲဘောင်လောက်အောင်လို့ပေါ့နော် originality ကြည့်မယ် originality နဲ့ novelty တခုရှိရပါ novelty ဆိုတာစမ်းသစ်မှုဒီစမ်းသစ်မှု novelty ဆိုတဲ့စမ်းသစ်မှုကိုကိုတို့က novelty စမ်းသစ်မှုမှာ innovation အရာစမ်းသစ်တာရှိစမ်းသစ်ဖန်တီးလိုက်တဲ့ innovation အရာစမ်းသစ်တာရှိ conceptual အမှာဒီကောင်ကအရေးကြီးရယ် innovation ပေါ့နော် innovation ဆိုတာတီထွင်စမ်းသစ်ထားတာနောက်တစ်ခုက absorption virtual term တစ်ခုကို absorb လုပ်တာရှင်းနဲ့ absorption နဲ့ကမတူဘူး innovation ဆိုတာက virtual language အသစ်တစ်ခုကိုကဖန်တီးတာ absorption ဆိုတာကဒီ trend virtual trend နဲ့မှာဘာလို့ Instagram မှာပဲဖြစ်ဖြစ် app version မှာပဲဖြစ်ဖြစ်เนาะအဲ့လိုမျိုးကိုမြင်ရတဲ့ virtual trend တစ်ခုကိုယ့်အလုပ်ထဲကိုထည့်သုံးတာအကောင် adoption လို့ခေါ်တယ် adoption လုပ်တာကိုမှားတယ်လို့ပြောတာမဟုတ်ဘူး adoption လုပ်တာမမှားဘူး history တိုင်းမှာလည်း adoption လုပ်ခဲ့တဲ့ update တွေအများကြီးရှိเนาะ
Monet ဆိုလဲ Japanese print တွေကို adoption influence ယူခဲ့တယ်ပေါ့နော် influence ယူခဲ့တယ် Picasso ဆိုလဲ Africa က art တွေကို traditional art တွေကို influence ယူခဲ့တယ်အဲ့လိုမျိုးပဲပြီးရင် Francis Bacon ဆိုလဲအဲ့လိုမျိုးပေါ့ Valley Cap ရဲ့ influence ရှိတယ်ဒါပေမဲ့သူတို့ influence က transformation ဖြစ်သွားတယ်ပြောင်းလဲသွားတယ်သူ influence ယူခဲ့ပြီမဲ့သူက own language တစ်ခုဖြစ်သွားတယ်နော်အကောင်ကအချိန်ကဖြည့်သွားမှာအကောင်အချိန်ကဖြည့်သွားမှာအဲ့မိကောင်ကအချိန်ကဖြည့်သွားတော့ဒီပြပွဲပေါ့ဒီ exhibition က adoption လုပ်ပြီးတော့ transformation လုပ်နိုင်လားမလုပ်နိုင်ဘူးလား novelty စမ်းသစ်မှုတစ်ခုတက်ဖဲလားเนาะအဲ့စမ်းသစ်မှုက adoption လားသို့မဟုတ် transformation လားဆိုတာကအချိန်ကဖြည့်သွားမှာပေါ့เนาะအဲ့လိုမျိုးများသောအားဖြင့်အခုဒီတက်မှာလည်း adoption လုပ်တာရှိရလေ adoption လုပ်တာရှိတယ်ဥပမာဆို4 view iron crop က4 view လို့ပါအောင်ဆိုဒီမှာ international က rock music တွေကို adoption လုပ်တယ်အဲ့ချိန်ကဖြည့်သွားကြတယ်က adoption လုပ်တာစမ်းသစ်မှုကခဏပဲဟုတ်လားအမြင်သစ်ပဲဆိုပြီးစမ်းသစ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ virtual own language ဖြစ်မတီးဆောင်နိုင်တဲ့ခါကျအဲ့မိကုန်းကိုအချိန်ကဖြည့်သွားတယ်အခုဖြည့်စရာတော့မလိုဘူးပေါ့နော်အဲ့တော့ဒီ found တွေကဘာလို့ဒီပုံစံဖြစ်နေရလဲဘာကြောင့်ဒီပုံစံဖြစ်နေရလဲဒီ concept ကိုအခြားသူ့ရဲ့ concept က wolf ဟာလာဟင်းလင်းဖြစ်တာပေါ့နော်ဟုတ် wolf ဟာလာဟင်းလင်းဖြစ်ပြီးတော့ကြံခဲ့တာအဲ့ကောင်ဟိုသွားမယ်နော်အမှမေးစရာမိကုန်းလေးရှိတာအဲ့ဒီ concept ကိုအခြား found နဲ့ပြလို့မရဘူးလားနော်အဲ့လိုမေးရဒီ concept ကိုအခြား found နဲ့ပြလို့မရဘူးလားဒီ adapted ပေါ့နော်ဒီအနုပညာရတာဖယ်လိုက်ရင်ရော concept ကကြံသေးလားဒီမေးခွန်းတွေကိုခိုင်ခိုင်မာမာဖြေနိုင်တယ်ဆိုရင် concept ဒီ concept ရဲ့ up ကအောင်မြင်တယ်မဖြေနိုင်ဘူးဆိုရင်တော့သူ့ရဲ့ virtual style ဒီ style ကခူးဖြစ်လို့ထည့်သုံးထားတာပဲခူးဖြစ်လို့လုပ်လိုက်တာပဲ virtual trainer ကိုလိုက်တာ adaptation အဲ့ concept တဲ့သူ့ရဲ့ဘယ်လိုပြောရမလဲ virtual style ကရှေ့ရောက်သွားအဲ့လောက်ပဲပြောမယ်နော် virtual concept တဲ့ virtual style ကရှေ့ရောက်သွားဒီ up ဆိုတာက landscape နဲ့ portrait ပဲမဟုတ်ဘူး found space ကိုလည်း up ဖြစ်မိတ်ဆက်ပြီးလို့ရတယ်ဆိုတဲ့အတွက်အဲ့ဒီအတွက်ကိုတော့ artist ကို credit ပေးရမယ်ပေါ့နော်ဒီပြပွဲရဲ့အကောင်းဆုံးအရာကတော့အဲ့ virtual identity ရှိတယ်ပြီးတော့ installation design ကောင်းတယ်ပြီးရင်အဲ့ဒီ၄ခုထဲနဲ့ consistency ဖြစ်ပြီးတော့ပွဲတစ်ခုလုံးထိနိုင်တယ်ပြီးတော့ atmosphere ကောင်းတယ်နော်ဒါပေမဲ့အဲ့ conceptual originality ကိုတို့ကသုံးသပ်မယ်ခုနခြံခဲ့တဲ့မိကုန်းတွေသုံးသပ်မယ်ဆိုအဲ့မှာ necessary conceptual အမှ necessarily ဆိုတာရှိတယ်အဲ့ကောင်ကိုတို့ကတိမှာအပြေးဝအဆုံးသက်အကဲဖြတ်နိုင်မှာ originality ကိုသုံးသပ်ဖို့အတွက်ကိုတို့ကမိကုန်းလေးတွေနဲ့ဒီမိကုန်းလေးတွေကိုမိကုန်းလေးတွေထုတ်ကြည့်မယ်ပေါ့နော် user ဒီ concept တစ်ခုပေါ့ဒီ user ကအစ်စ်လား user အစ်စ်လားရှိပြီးသား user တစ်ခုကိုပြန်ဖော်ပြရတာအဲ့ကောင်အရင်ဆုံးခွဲပြီးတော့သိရမယ်ပြီးကြမှာကိုပြန်ဖြေမယ်နော်မိကုန်းလေးပြီးရင်အဲ့ဒီကိုယ်ပိုင် visual language ရှိလား vocabulary ရှိလားနော် visual vocabulary ရှိလားဥပမာဆို adoption လို့ရုံတက်ပဲလားသို့မဟုတ် transformation တွေဖြစ်သွားလားနော်အကောင်ကဆက်ပြီးတော့မေးစရာရှိလား necessary step လောက်ရဒီ form ကိုသုံးရတဲ့အကြောင်းရင်းအဲ့ necessary step လောက်ရပေါ့နော်ဒီ form ကိုသုံးမှဖြစ်မှာလားမသုံးလို့မဖြစ်ဘူးလားဆို necessary step လောက်ရမယ်မဟုတ်ရင်ဒီ form ကကူးဖြစ်လို့သုံးထားတာပုံစံမျိုးဖြစ်သွားနိုင်တယ်နော်ပြီးတော့နောက်တစ်ခုက history context ပေါ့နော်ဒီ art history ထဲမှာဘယ်နေရာရက်တည်နေလဲဒီ hour တွေက art history မှာဘယ်နေရာမှာရက်တည်နေလဲအကောင်ကိုတို့ကမေးခွန်းထုတ်ရမေးခွန်းထုတ်ပြီးတော့လေ့လာရခုဆက်ပြောမယ်ဆိုအဲ concept နဲ့ found နဲ့နော် found concept က found ကိုဖန်တီးတယ်နော်နောက်တစ်ခုက found က concept ကိုဖန်တီးတယ်အဲ့နှစ်ခုမတူဘူးလမ်းကြောင်းနှစ်ခုရှိတယ် concept က found ကိုဖန်တီးတာနဲ့ found က concept ကိုဖန်တီးရတယ်ပထမလမ်းကြောင်းပြောမယ် concept က found ကိုဖန်တီးရ concept က found ကိုဖန်တီးတာကိုအရင်ပြောမယ် concept ပြောချင်တဲ့အကြောင်းအရာရှိတယ်ပြီးကြမှာနောက်က found ကိုရွေးတယ်အကောင်ကဘာဖြစ်လို့ဒီ found ကိုရွေးရတာလဲဒီအကြောင်းအရာကိုအကောင်းဆုံးဖော်ပြနိုင်မယ် found ဖြစ်လို့ဒါကိုရွေးတယ်အဲ့လိုမျိုးဆိုရင်တော့ concept က found ကိုရွေးတာ concept ကဥဆောင်သွားတာဒုတိယလမ်းကြောင်းကကြတော့ found က concept ကိုရွေးတာပကြီး artist ကဒီ style ကလှတယ်ဒီ style ကကူးဖြစ်တယ်ဒီ shape ကမိုက်တယ်ဒီ shape ကလှတယ်ဒီ shape ကကူးဖြစ်တယ်ဒီတခြားမိုက်တယ်ဒီတခြားလှတယ်ဒီတခြားကူးဖြစ်တယ်ဆိုတော့ found အရင်ဖန်တီးလိုက်ပြီးမှ concept ကိုထည့်တယ်အဲ့ဒါ found က concept ကိုဖန်တီးတာเนาะအဲ့တော့ concept က found ကိုဖန်တီးတာကိုဥပမာအရင်ကြည့်မယ်ဆိုဥပမာအရင်စဉ်းစားပြောပြမယ်เนาะသူက Picasso ရဲ့ Guernica ပကြီးကစစ်မြင်ဘူးတယ်မလားစစ်ပွဲဟိုက black and white နဲ့လေစစ်ပွဲ black and white နဲ့ Cubism ရေးထားတယ် Picasso ရဲ့ Guernica ကအဲ့ဒါသူက Picasso မှာအရင် concept ရှိပြီးသားစစ်ပွဲရဲ့အကြမ်းဖက်မှုလူသားတွေရဲ့ဒုက္ခပြီးရင်ပြည်တွင်းစစ်
ဒါပြစုမှာအရင်ရှိပြီးသား concept ပြီးကြမှာဘာကြောင့်ကျူပီစံကိုတုံးရတာလဲနော်ဘာဖြစ်လို့မျက်နှာတွေကကွဲထွက်နေရလဲဘာကြောင့်ဖြူမဲပဲရေးတာလဲနော်အဲ့လိုမျိုးသူကရှိလာအဖြေကတော့ရှင်းရှင်းလေးပဲဒီဖောင်ကအဲ့ concept ကိုအကောင်းဆုံးထမ်းနိုင်လို့ကျူပီစံလှလို့ရေးလိုက်တာမဟုတ်ဘူးအဲ့ဒီဖောင်ကကျူပီစံကဒီသူပြောချင်တဲ့ concept ကိုအကောင်းဆုံးထမ်းထားနိုင်လို့လိုအပ်လို့တုံးတာဒါဆိုရင် concept ကဖောင်ကိုရွေးလိုက်တာနော်နောက်တစ်ခုကဟိုဒမ်ဘက်ရဲ့အိမ်နာကြွေကွက်နော်ဒမ်ဘက်ရဲ့အိမ်နာကြွေကဒါ up လဲဒါဘာ up လဲဆိုပြီးတော့ကြည့်ရသူကမေးလာတယ်လူတွေကမေးလာအဲ့တော့ဒမ်ဘက်က concept ရှိပြီးသားဘယ်ဟာက art ကိုပြုလုပ်တာလဲဆို concept ကရှိပြီးသားအဲ့ဒါကိုလူတွေမေးနေတယ် concept သူ့စီမှာရှိပြီးသားအဲ့တော့ဒီအိမ်နာကြွေကွက်ယူအဲ့ concept ကိုထမ်းနိုင်လို့ concept ရဲ့2အနေနဲ့တုံးလိုက်တယ်အဲ့ concept ကအဲ့ font ကိုရွေးတာ font တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါချက်မှာ2ဖြစ်သွားတယ်အဲ့ကောင်ကိုရွေးလိုက်တာဘန်ဂလီရှိတယ်နောက်တစ်ချက်ကဘန်ဂလီရှိတယ်ဘန်ဂလီရဲ့ graffiti ဘန်ဂလီရဲ့ graffiti တွေကဘန်ဂလီရဲ့ identity မဟုတ်ဘန်ဂလီရဲ့ style မဟုတ်ဒါပေမဲ့လမ်းပေါ်မှာလူတိုင်းမြင်အောင်ပြတယ် social criticism ကိုရေးဖို့အတွက်ပြဖို့အတွက်ဆိုရင်သူက graffiti ကိုပဲရွေးမှရအဲ့ graffiti ကသူပြောချင်တဲ့ message ကိုတည်ပြီးတဲ့ font ဖြစ်သွားတယ်ပြောချင်တာ concept ကအရင်ရှိပြီးသားပြီးမှ font ကိုရွေးကြတာနော်အဲ့ဒီလမ်းကြောင်း font က concept ကိုရွေးတာ artist က Instagram မှာကြည့်လိုက်တယ်ကွာဒါမှမဟုတ် Pinterest မှာကြည့်လိုက်တယ်ဒါမှမဟုတ် Upbuster မှာတွေ့လိုက်တယ်တစ်ခုခုမှာ trend တစ်ခုကိုသူ virtual trend တစ်ခုကိုသူမြင်လိုက်တယ် organic font တွေ chrome တွေ biochemical font တွေဒါ minimal solution တွေဆိုတော့အဲ့ဒါတွေကိုမြင်လိုက်တယ်ငါဒီ style လုပ်ချင်တယ်ဆိုပြီးစလိုက်တယ်ပြီးကြမှာ font ကိုတိဆောက်တယ်နောက်မှာ artist statement ရေးတယ်အဲ့ဒီအခြေအနေမှာက concept က font မမွေးတော့ဘူးเนาะ font က concept ကိုမွေးတာသူကဒီကောင်ကိုကြိုက်လို့ဒီ style ကိုကူးဖြစ်တယ်ဒီ style ကိုကြိုက်လို့ font ကိုအရင်တိဆောက်လိုက်တယ်ပြီးကြမှာ artist statement ရေးပြီးတော့ concept ကိုနောက်မှထည့်တယ်အဲ့ font က concept ကိုမွေးတာဖြစ်သွားတယ်နားလည်လားမသိအဲ့တော့အဲ့မှာဘာပြဿနာဖြစ်လာလဲဆိုရင်မေးစရာကသူက artist ကိုတို့ကမေးလိုက်ဒီ shape ကဘာကြောင့်ဒီလိုဖြစ်တာလဲလို့မေးလိုက်တယ်ဆို artist ကလှလို့ပါဒီ shape ဒီ font ကြီးကကူးဖြစ်လို့ပါဆိုရင်အဲ့မှာ concept ကပြီးသွားပြီဘာမှမရှိတော့အဲ့ concept က conceptual ကပြီးသွားပြီပေါ့နော်အဲ့ conceptual artist တယောက်အနေနဲ့ဆိုရင် shape တိုင်း font တိုင်းမှာအကြောင်းပြချက်တစ်ခုရှိရမယ်အဲ့ကောင်ကို necessarily လို့ခေါ်တယ်မှာအခုရှင်းပြခြင်းတဲ့စကားပေါ့နော် conceptual အမှာ necessarily ဆိုတာရှိရ necessary လိုအပ်တာဒီ font က necessary ဖြစ်ရမယ်လို့ကိုလိုအပ်နေရမယ်ဒီ font မရှိရင်ဒီ concept ကပြတ်သွားဒီ font ရှိမှဒီ concept ကိုထမ်းနိုင်မှာအဲ့ကောင် necessary လို့ခေါ်တယ်အဲ့တော့ conceptual art တစ်ခုမှာအခုတော့ conceptual art ရဲ့ artwork တစ်ခုရဲ့ font ကိုကြည့်လိုက်တဲ့အခါကျရင်ဒီကောင်က necessary ဘယ်လောက်ရှိလဲဆိုတာကိုကြည့်ရတယ်ဒီ font ဖြတ်လိုက်တယ်ဆိုရင် concept ကျန်သေးလားဒီ font က concept ကိုထမ်းထားနိုင်လားအဲ့လိုကြည့်ရတယ်အဲ့ကောင် necessary လို့ခေါ်တယ်အခုမေးခွန်းလေးတွေမေးတာအကြောင်းမှာ artist က trauma ကိုပြခြင်းတယ်ကွာ trauma အကြောင်းကိုပြောပြခြင်းတယ်ဥပမာဖန်ခွက်တွေကိုခွဲပလိုက်တယ် in solution နေဖန်ခွက်တွေကိုခွဲတယ်အဲ့မှာအခုတော့မေးဘာဖြစ်လို့ဒီဖန်ခွက်တွေကိုခွဲပစ်တာလဲ trauma ကလူစိတ်ကိုကြေကွဲစေလို့ဆိုပြီးသူကပြောတယ်အဲ့တော့ glad ကဒီမှာ necessary ဖြစ်တယ်နားလည်လားအဲ့ကောင်glad က necessary သူ found ရွေးတာမှန်တယ်လို့ပြောနေတာအဲ့ concept က found ကိုမွေးထုတ်ပြလိုက်တယ်ဒါပေမဲ့ဒီ artist ကဒီ glass ကိုလှလို့သုံးတာကူးဖြစ်လို့သုံးလိုက်တယ်ပြီးမှ trauma ဆိုတဲ့ statement ကိုရေးတယ်အဲ့ဒါဆိုရင်တော့ found က concept ကိုပြန်မွေးတာအဲ့လိုဖြစ်သွားအမှအခု critic တယောက်အနေနဲ့မေးရမယ်ဆိုရင်အဲ့ဒီ found တွေကအဲ့ဒီ artist ရဲ့ concept ကနေမွေးဖွားလာတာလားသို့မဟုတ် found တွေက up trend တစ်ခုကိုလိုက်နေရလားဒီမေးခွန်းကအရင်အရေးကြီးအခုတော့မဖြေတော့ဘူးเนาะအဲ့မှာ necessary ကိုတော့ test လုပ်လို့ရအကောင်ကမေးကိုမေးရမယ် test တစ်ခုဖြစ်တယ်အကောင် necessary test လို့ခေါ်တယ် necessary test ကိုဘယ်လိုစမ်းသပ်လို့ရလဲဆိုရင်အဲ့ဒီ found ကိုဖယ်လိုက်သူ concept voice ဆိုတဲ့ concept ကြံသေးလားကြံနေသေးအဲ့ found ကမလိုအပ်ဘူးပထမ found removal test နဲ့အရင်သွားတာ necessary ကိုစမ်းသပ်တာဒီ found ကဒီ concept တွေလိုမလိုစမ်းသပ်တာကိုကအဲ့တော့စမ်းသပ်တာပထမ found removal test နဲ့အရင်စမ်းသပ်ဒီ found ကိုဖယ်လိုက်တယ်ဆိုရင်အဲ့သူ concept ကကြံသေးလားအဲ့ found ကြီးဖယ်လိုက်တာတော့မှ concept ကကြံသေးတယ်ဆိုရင်အဲ့ found ကမလိုအပ်ဘူး found ကူးဖြစ်လို့ trend virtual trend တစ်ခုကိုလိုက်ထားတဲ့ပုံစံမျိုးဖြစ်သွားတယ်ပြီးရင် median replacement နောက်ထပ် step တစ်ခုလုပ်ကြည့်လို့ရတာက median replacement နော်အဲ့ hour ထဲမှာသုံးထားတဲ့အစားအခုကတခြားတွေ painting တွေအစားဓာတ်ပုံတွေအစား video တွေအစား performance တွေအစားနော် sculpture တွေအစား
တခြားတစ်ခုကိုကိုကပြောင်းသုံးကြည့်လိုက်မယ်ဆိုရင်မီဒီယန်တစ်ခုခြားမီဒီယန်တစ်ခုကိုကိုကပြောင်းသုံးကြည့်လိုက်မယ်ဆိုရင် concept ပြတ်သွားပြီလားပြတ်သွားပြီလားမပြတ်ဘူးလားကြည့်ရမယ် concept မပြတ်ဘူးဆိုရင် concept မပြတ်ဘူးဆိုရင်မီဒီယန်ရွေးချယ်မှုမှန်တယ်sorry အားနည်းတယ်ပေါ့မီဒီယန်ရွေးချယ်မှုမှားသွားတယ် concept ပြတ်တယ်ဆိုရင်တော့ဒီမီဒီယန်ကဒီ concept တွေလိုအဲ့လိုရွေးကိုရွေးထားတာဖြစ်သွားတယ် necessarily ရှိရပေါ့နော်အဲ့လိုမျိုးmedium replacement medium စားထိုးပြီးတော့စမ်းသပ်ကြည့်လို့ရတယ် necessarily ကိုနောက်တော့ style replacement အဲ့ဒီ style အစားကိုက minimalist style တို့ realism style တို့ cubism style တို့ abstract style တို့ခြားပြောင်းသုံးကြည့်လိုက်မယ်ဆို message အတူတူပဲရသေးလား message အတူတူပဲဆိုရင်ဒီ style မလိုအပ်ဘူးဒီ style ကဒီ concept အတွက်မလိုအပ်ဘူးเนาะအဲ့တော့ necessary task ကိုကစမ်းသပ်လို့ရတယ်เนาะနောက်တစ်ခုက artist statement ကိုဖတ်မှဒီ concept ကိုနားလည်မှာလား artist statement မဖတ်ဘဲနဲ့လေသူ့ရဲ့ artwork တွေကသူ့ရဲ့ concept ကိုတည်ဆောင်နိုင်လားမတည်ဆောင်နိုင်ဘူးဆိုရင်တော့ virtual language အားနည်းနေသေးတယ်မအောင်မြင်သေးဘူးဆိုပြီးတော့သုံးသပ်လို့ရတယ် conceptual art အတွက်ပြောတာเนาะအဲ့တော့ historical text တစ်ခုကိုပြန်နောက်တစ်ခုက historical text ပေါ့နော်ဒီ found တွေကို art history ထဲမှာဘယ်သူတွေသုံးထားတာရှိသေးလဲအဲ့ vocabulary ကိုသူကပြန်သုံးထားတာလားနောက်ထပ် vocabulary အသစ်တစ်ခုပြန်ဖြည့်ပေးထားတာလားအဲ့လိုမျိုးမိကုန်းနေနဲ့ကိုတို့က necessarily ကို test လုပ်လို့ရတယ်เนาะအခုဒီမှာကကြည့်ရမယ်ဒီပြပွဲအတွက်ကြည့်ရမယ်ဒီ bio organic found တွေကဒီပြပွဲရဲ့ concept ကြောင့်မွေးလာတာသို့မဟုတ်ဒီ found တွေကကူးဖြစ်လို့ concept ကနောက်မှလိုက်တာလားအဲ့လိုမျိုးမိကုန်းလေးတွေမေးပြီးတော့ကြည့်ရနောက်တော့ virtual language ကိုအဲ့လိုမျိုး virtual language ကိုအရင်နှစ်သက်လို့เนาะအဲ့ found တွေအဲ့ virtual language ကိုအရင်နှစ်သက်လို့လောက်ဖန်တီးပြီးမှ concept ကိုနောက်မှတိဆောက်ထားလားအဲ့လိုမျိုးအရင်ခွဲကြတိဆောက်ထားဆိုလဲအဲ့ necessary လိုအပ်လားเนาะအဲ့ concept နဲ့ လိုက်လားအဲ့လိုမျိုးရှိတယ်အဲ့တော့ဒီ artwork တွေကိုအခြား realistic တို့ geometric abstraction တို့နဲ့အစားထိုးကြည့်မယ်ဒါမှမဟုတ်တခြား virtual language တစ်ခုနဲ့အစားထိုးကြည့်မယ်ဆိုရင်သူ့ရဲ့ concept ပြတ်သွား voice ဆိုတဲ့ concept ပြတ်သွားပြီလားမပြတ်ဘူးလားအကယ်၍အဖြေကဟုတ်တယ်ဒီ found တွေမရှိရင်ဒီ concept မတည်နိုင်ဘူးဆိုရင် concept က lead found ဖြစ်ဖို့concept ကဒီ found တွေကိုမွေးထုတ်လိုက်တာဖြစ်ဖို့အလားလာများရပေါ့နော်မဟုတ်ဘူးဆိုရင်တော့ found က concept တွေအရှိရောက်နေတဲ့အခြေအနေဖြစ်မှာပဲနော်ဒီလိုမေးခွန်းတွေမေးတာကိုပြောတာဒီ update နည်းပညာရှင်ကိုပြည့်တင်ဖို့မဟုတ်ဘူးနော် our ရဲ့ conceptual necessarity နဲ့ originality ကိုစမ်းသပ်ဖို့အတွက်အသုံးဝင်တဲ့ creative framework တွေကိုသင်ပေးရညီတို့ဖြေကတော့ညညီတို့မေးကြည့်ပြီးတော့ကိုယ့်အကူဖြေကြည့်အဲ့လိုမျိုးဖြစ်လားမဖြစ်ဘူးလားအဲ့လိုမျိုးပေါ့နော်အဲ့ဒါကအဲ့လိုသင်ပေးရရင် concept ကကြံသေးလားအဲ့လိုအဲ့မေးခွန်းတွေကို artist ကခိုင်ခိုင်မာမာဖြေနိုင်ရင်အဲ့ concept ကအလုံးလုံးနေတယ်လို့အခုပြောနိုင်တယ်ဒါ art criticism တယောက်အတွက်မေးရမယ့်မေးခွန်းတွေဟုတ်ပါဘောနော် translation ဖြစ်နိုင်ဖို့ဆိုရင် artist ကဘာကိုရည်ရွယ်တာလဲဒီ found language ကိုဘာကြောင့်ရွေးရလဲဒီ found တွေမရှိရင် concept ပြတ်သွားပြီလားအဲ့ဒီမေးခွန်းလေးတွေမေးကြည့်ဖို့လိုတယ်တကယ်၍ found က fashion တစ်ခုအနေနဲ့သုံးထားတာဆိုရင်တော့ translation ဖြစ်နိုင်တယ်နော်သို့မဟုတ်ဒီ found နဲ့ concept ကခွဲမရဘူး found က concept ကနေမွေးဖွားတာဆိုရင်တော့ translation လို့အခုလိုမပြောသင့်ပြောရမယ်ဆိုရင်တော့မြန်မာ contemporary art အတွက်ဒီ virtual language ကအသစ်လို့ပြောရင်ပြောနိုင်ပေမဲ့ဒီ international context ထဲမှာကြည့်မယ်ဆိုရင်เนาะအခုက biochemical extraction တို့ dark organic found တို့ monochrome installation တို့အလွန်ကဲနှစ်ပေါင်းများစွာတကယ်က virtual vocabulary အနေနဲ့ရှိပြီးသားတွေအဲ့တော့အခုကဒီမှာမြန်မာအတွက် novelty စမ်းသစ်တာနဲ့ global စမ်းသစ်တာဆိုပြီးခွဲကြည့်ဖို့လိုတယ်နော်နောက်တစ်အဲ့ဒီမှာဒီ found က concept ကိုကြော်သွားလားမကြော်သွားဘူးလားဆိုတာကတော့အခုဒီမှာပထမဆုံး expression ရ virtual impact အရာဆိုရင်ကတော့ဒီ organic shape found ကြီးတွေအခုလိုမြင်ရတယ်ပြီးရင် black and white construct တွေတိုက်ထားတာမြင်ရတယ်ပြီးရင် biochem လုပ်ထားတာမြင်ရတယ် color palette က monochrome black and white gray ပဲသုံးထားတာတွေ့ရတယ်အဲ့တော့ virtual language အရန်အားကောင်းတယ် viewer ကဘာပြောချင်တာလဲဆိုတာထက် viewer ကြည့်တဲ့သူကဘာပြောချင်တာလဲဆိုတာထက်ဒီပုံစံကလှတယ်ကူးဖြစ်တယ်ဆိုပြီးတော့အရင်ခံစားရတယ်ဒါပေမဲ့ conceptual art မှာဆိုရင်တော့ found က concept ကိုထမ်းထားရမယ် found ကိုယ်တိုင်က attention ယူသွားရင် concept ကနောက်ရောက်သွားနိုင်တယ်အဲ့ကောင် conceptual art ဖန်တီးမဲ့ညီတို့ conceptual art ဖန်တီးမဲ့ဆိုဒီအချက်ကိုလည်းသတိထားဖို့လိုတယ် found က concept ကိုထမ်းရမယ် found ကိုယ်တိုင်ကြီးက attention ယူသွားရင် concept ကြီးကနောက်ရောက်သွားနိုင်တယ်နော်အဲ့ဒီချက်ကိုသတိထားရမယ်ဟုတ်အဲ့အခုသတိထားမိရဲ့ချက်ကိုပြောတာ concept မရောက်ဘူးရောက်တယ်ဆိုတာ artwork ကိုအနည်းကမမြင်ရသေးတဲ့အတွက်အတည်ပြုလို့အခုမရနိုင်ဘူး overview အနေနဲ့အခု critic လုပ်ပြီးတော့ပြောနိုင်သလားပြောကြည့်ရပါဘောနော်ကောင်းတဲ့တစ်ချက်တစ်ခုက
ကောင်းတဲ့တစ်ချက်တစ်ခုကဒီပြပွဲရဲ့ကောင်းတဲ့တစ်ခုက what is this ဆိုတဲ့မေးခွန်းကိုဒါဘာလဲဆိုတဲ့မေးခွန်းကိုသူတို့မဖြေဘူးအဲ့ဒီအစားသူကဒလူလေးဆိုတာလားဒလူလေးကိုပြင်ရှင်းကြမယ်ဒလူလေးဆိုတာလားဒလူလေးဆိုတာ beginning ကိုပြောတာ being ဖြစ်နေတာကိုပြောတာမဟုတ်အဲ့ conceptual မဒလူလေးနားမလဲ conceptual နားမလဲအဲ့တော့ဒီ avoir ရဲ့သူ experience အဖြစ်ပြောင်းပေးနိုင်တယ်အဲ့ဒီချက်ကသူရဲ့အားသာချက်ကောင်းတယ်ကွာနော်ဒီ history content history content အနေနဲ့ကြည့်ရမယ်ဆိုရင်တော့ influence အချို့ကိုခံစားရတယ် HR ဂျန်ဂျာရဲ့ influence HR ဂျိုသားတွေပါ installation လုပ်ထားတဲ့ HR ဂျန်ဂျာရဲ့ influence biochemical authenticity influence ကိုခံစားရတယ်သတိရသေးတယ်ပေါ့နော်ဒီ biomorphic extradition တွေလုပ်တဲ့ organic vocabulary ကအဲ့ဒီ HR ဂျန်ဂျာနဲ့ဆက်ဆက်နိုင်တယ်အဲ့တော့ monochrome နဲ့လုပ်ထားတဲ့ presentation ကလည်းသူ့ရဲ့ဘယ်လိုပြောမလဲ unity theme နဲ့ကိုက်ညီတယ်ကွာနားရတဲ့အဲ့ကောင် atmosphere ပူရတယ်အဲ့တစ်ချက် influence ပြောမယ်ဆို HR ဂျန်ဂျာကိုပြောလို့ရပြီးရင်အဲ့ sculpture တွေရဲ့ glossy ဖြစ်တဲ့ဒီမျက်နှာပြင်ပေါ့နော် blackမျက်နှာပြင် organic form ကအဲ့ဒီ artificial feeling ကိုပေးတယ်ကွာအဲ့တစ်ချက်တော့ကိုခံစားရတယ်ဒီ sculpture တွေရဲ့ glossy ဖြစ်နေတဲ့မျက်နှာပြင်တွေက artificial feeling တခုကိုပေးရအသက်ရှိလားစက်ရုပ်လား alliance လားအဲ့လိုမေးခွန်းတွေကို intentionally မဖြေထားပေမဲ့အဲ့လိုမေးခွန်းတွေမေးစီတယ်အဲ့တော့ natural သဘာဝနဲ့ artificial ကြားတွေကကူးပြောင်းနေတဲ့နမိတ်ကိုတွေ့ရနောက်တစ်ခုကအဲ့နောက်အဲ့ပြဒါကတော့ outward တဲ့စာရင် gallery ကို credit ပေးရမယ် gallery ရဲ့အားသာချက်ပေါ့သူက gallery ရဲ့အားသာချက်က outward တစ်ခုချင်းစီအကွာဝေးထားတာလေးတွေကမိုက်တယ်အဲ့အကွာဝေးထားပုံကလည်းအရေးကြီးတယ် gallery တစ်ခုမှာ outward တစ်ခုကိုပြရခါတစ်ခုနဲ့တစ်ခုနဲ့အကွာဝေးထားပုံလေးကလည်းအရေးကြီးတယ်white wall ပေါ်မှာထားတဲ့ဘာမှမချိတ်ထားတဲ့ empty space တွေက our ရဲ့ဒီအလယ်မှာထားတဲ့ our ရဲ့ solution တွေကအဲ့လိုမျိုးပေါ့နော်အရန်ကြီးပြတ်သိမ့်ကြိုက်နေဖောင်တွေကအသက်ရှူမှာမဟုတ်တော့ကွာကြက်ညံ့ဒီမှာကဘယ်လိုပြောမလဲ space က our ကိုအလို့ထားတဲ့ပုံစံပေါ့ space က our ကိုအလုပ်လုပ်တယ်လို့ပြောလုပ်အောင်ထားပေးထားတယ်လို့ပြောနိုင်တယ်ဒီရဲ့ဒီထားသူဒီ concept ကတော့သူကရေးထားပြီးသားဒီ poster မှာတကယ်ရေးထားတယ် I brought you into this world but all you left white ပေါ့နော်ဗလာဟင်းလင်းထားခဲ့တယ် abstract ဖြစ်နေတာကိုပုံဖော်တာ black အဲ့တော့ black found တွေက object မဟုတ်ဘူးသူကကြံရစ်ခဲ့တဲ့အမှတ်သားတွေစိတ်တန်ရာတွေမှတ်ဉာဏ်ပိုင်းစာတွေတို့အခုဖတ်လို့ရတယ်နော်ဘာမို့ဖြစ်လာနေတဲ့အခြေအနေကိုပြထားတယ်လို့မျိုးခံစားရတယ်ပြောင်းလဲနေတဲ့ process တစ်ခုကိုတင်ပြနေတယ်လို့ခံစားရတယ်အဲ့တော့ voice ဆိုတာထက်ပြောင်းလဲနေတဲ့မတည်ငြိမ်တဲ့ပြောင်းလဲနေတဲ့ process တစ်ခုကိုတင်ပြနေတယ်လို့ခံစားရသူ white hala healing ဖြစ်နေတဲ့ concept ကိုက upward ကအနီးကမမြင်ရတော့အခုကမရဘူးအဲ့မှာအခုရောက်တဲ့ဟာနဲ့ concept ပြောချင်တဲ့ artist statement နဲ့ရောက်တဲ့ concept တွေက match မဖြစ်ဘူးကိုတော့ကအခြားစီဖြစ်နေသေးတယ်ဒါပေမဲ့တစ်ခုကောင်းတာ viewer ကိုယ်တိုင်ကို creator ဖြစ်နေတာဖန်တီးအဲ့လိုမျိုးပေါ့နော်အဖြစ်အဲ့လိုမျိုး viewer ကိုဖန်တီးခိုင်းတာအဲ့တခုကောင်းတယ် structure formalize လုပ်တယ် formalize လုပ်တယ်ဆိုရင်သူသုံးထားတဲ့ဟာက geometric sculpture ရော painting မှာရောသုံးထားတာ geometric abstraction တွေပဲသုံးထားတယ်အဲ့တော့ found language အနေနဲ့က group ဖြစ်တာတွေရတယ်ဟော expectation ဖြန့်ကားကျေပြန့်သွားတာတွေရတယ်လို့ penetration ထိုးဖောက်တာတွေရတယ်အဲ့ white ကိုမရဘူးဒါပေမဲ့ message ကသူက concept ကြီးကသူက white ကိုပြောတာဒါပေမဲ့သူရဲ့ found expectation မှာပေးတဲ့ found language တွေကတော့ growth to expectation တို့ mutation တို့ penetrate ထိုးဖောက်တာတို့ဖြစ်နေတာကွာ found ကမငြိမ်ဘူးမငြိမ်မဲ့လှုပ်ရှားပြီးတော့ growth ဖြစ်နေတယ် expand ဖြစ်နေတယ် penetrate ဖြစ်နေတယ်အဲ့လိုမျိုးတွေနဲ့ dynamic action တွေနဲ့ယူထားတယ်dynamic action တွေယူထားပြီးတော့ voice ဆိုပြီးတော့ပြောထားတယ်အဲ့တော့ concept နဲ့ found language နဲ့တခြားစီပြောရမယ်ဆိုရင် technical value ရပြောရမယ်ဆိုရင်9ပေါ့ technical value ကဘာဖြစ်လဲဆိုတော့ painting မှာရော sculpture မှာရော unity ပြဝဲတစ်ခုလုံးကိုခုနကပြောတဲ့၄ခုရဲ့ unity ဖြစ်အောင်လုပ်ထားနိုင်တယ်အဲ့တော့ technical value အရာဆိုတော့9ပေါ့ virtual identity အရာဆိုရင်တော့7ပဲလေ virtual identity ရဆိုဒါပေမဲ့အဲ့မှာ virtual identity ကို 7ပဲဆိုတာ internationally အရာ7ပဲအဲ့လို internationally အရာ global အရာ virtual language အသစ်မပေးဘူးเนาะ transduction ပုံစံမျိုးပဲခံစားနေရတယ်အဲ့ virtual language အသစ်မပေးဒါပေမဲ့ novelty စမ်းသစ်မှုအရာ local မှာဆိုတော့မြန်မာနဲ့ global နဲ့ဖွင့်မယ်မြန်မာဆိုရင်တော့ 9.5 လောက်ရမယ်ဒါပေမဲ့ global မှာဆိုတော့7ပဲပေါ့နော် conceptual value အရာက conceptual value ရာကအဲ့ဒီမေခွန်းလေးတွေကို
article တိတိကျဖြေနိုင်တယ်ဆိုရင်เนาะသူရဲ့ font အဲ့ concept ကဒီ font ကို create လုပ်လိုက်တာပေါ့နော် concept ကဒီ font အဲ့မဲ့ဘာလို့အကုန်မရတော့ကြမဟုတ်ဘူးဆိုရင်တော့ font က font နဲ့ concept နဲ့ခြားစီဖြစ်နေတယ် font နဲ့ concept နဲ့ခြားစီဖြစ်နေတော့7ပဲပေါ့အဲ့တော့ installation design မှာတော့သူအသေးစိတ်မမြင်ရဘူးhour ကိုနီးကကြည့်လို့မရဘူးအသေးစိတ်မြင်ရသူကဒီ hour installation quality တွေကြည့်လို့မရဘူးအဲ့ဒါဒါပေမဲ့ installation design ကို generally overall ကိုခြုံငုံသုံးသပ်ရရင်တော့နိုင်တော့ရတယ်ပေါ့နော်အဲ့လိုမျိုးသင်ပြရပေါ့အားသာချက်ကသူရဲ့ virtual identity ခိုင်မာတယ်ဆိုတာဒီ၄ခုတည်းနဲ့ပွဲတစ်ခုလုံးထိန်းထားတယ် virtual identity ရန်ခိုင်မာတယ်ပြီးအဲ့ activation တစ်ခုလုံးမှာ language တစ်ခုတည်းနဲ့ထိန်းထားနိုင်တယ်ဒါသူရဲ့အားသာချက်တွေပြီးတော့ painting နဲ့ sculpture ကို concept တစ်ခုတည်းအောက်မှာချိတ်ထားနိုင်တယ်နော် concept နဲ့ font ကမရောက်ပြီမယ်ပေါ့နော်ဒါပေမဲ့ painting နဲ့နှစ်ခုစလုံးကရောက်တဲ့လောက်မရောက်ပြီမယ် painting နဲ့ sculpture ကို concept တစ်ခုတည်းအောက်မှာချိတ်ထိန်းထားနိုင်တယ်ဒါသူရဲ့အားသာချက်တွေကိုသူဒီက expression ပေါ့နော်ခံစားချက်ပြတဲ့ element အနေနဲ့သုံးထားတာဒါလည်းသူရဲ့အားသာချက်နောက်တစ်ခု contemporary gallery presentation အဆင့်မီ gallery ရဲ့ခင်းကျင်းပြသပုံက contemporary gallery presentation အဆင့်မီဒါဒီပြကိုထဲမှာမြင်ရတဲ့အားသာချက်တွေပေါ့နော်ခုကဒီ depth ကိုမြင်ရတဲ့လောက် found language တွေကအတော်တူးနေတာကိုတွေ့ရတယ်ပြီးရင်ပွဲတစ်ခုလုံးမှာ variation အလွန်နည်းပါတယ်တပုံစံနဲ့ဖြစ် variation အလွန်နည်းပါတယ်အတွက် viewer ရဲ့ virtual return ညော့သွားနိုင်တယ်ဒါသူရဲ့အားနည်းချက်ပေါ့နော်အားနည်းချက်နောက်တစ်ချက်က found ကအားကောင်းပေမဲ့ concept က artist statement မဖတ်ရဘူးဆိုရင်ခုနက artist statement ဖတ်လိုက်လို့ white ဆိုတာသိရတယ် artist statement မဖတ်ဘူးဆိုသူက penetration တို့ exhaustion တို့ growth တို့သူရဲ့ found ရဲ့ found language ကခြားပါရပေါ်ပြနေတာဟုတ်အဲ့နောက်တဲ့အားနည်းချက်ကပါလဲဆိုတော့သူကအားကောင်းပေမဲ့ concept ကိုက artist statement မဖတ်ရသေးပဲနဲ့ဝင်ကြည့်မယ်ဆိုရင် concept ကိုမရနိုင်သူပြောတဲ့အတိုင်းပဲ concept ကိုရောက်မှာမဟုတ်တော့မထမ်းမထားနိုင်ဘူး concept အဲ့တော့ artist statement မဖတ်ရင် concept ကမရောက်အဲ့အတွက်သူအဲ့အားနည်းချက်ရှိတယ် interpretation အတွက်အားနည်းချက်ရှိနောက်တဲ့ ambiguity conceptual အဲ့တိုင်းမှာတော့ ambiguity ရှိတယ် viewer ကို interpretation လုပ်ဖို့အတွက်နည်းငယ်ဖွင့်ပေးထားတဲ့အားမျိုးရှိတယ်အဲ့ data မှာလည်းဒီမှာလည်းရှိတယ် artificial ရှိတယ်လို့ဖွင့်ပေးထားတဲ့မျိုးရှိရကွာ ambiguity ကောင်းလာအခုကြိုက်တာ gallery installation ကအရန်တန်အရန်ကြိုက်အဲ့ဒီချက်ကောက် hour တစ်ခုချင်းစီအကွာအဝေးနဲ့အသက်ရှူနေရပေးထားသဘောကျအဲ့သွားကြည့်ရလူတွေတော့ viewer တွေအတွက်တော့သွားကြည့်ရလူတွေတော့ hour တစ်ခုချင်းစီကိုနောက်ရှင်းမဖြစ်အောင်တော့ခံစားနိုင်တယ်အဲ့မှာခက်တာအဲ့ black found တွေပြီးတာ trauma တွေပြီးတဲ့ memory ပြီးတဲ့ violence တွေပြီးလာဟင်းလင်းဖြစ်သွားတယ်ဆိုတော့ vote ကိုမပေးဘူးသူပေးတဲ့ black found တွေ found language symbol တွေကတခြား interpretation တွေကိုလုပ်ခွင့်ပေးနေသူရဲ့ artist statement နဲ့ဒီ found language interpretation တွေက symbol reading တွေကတခြားစီဖြစ်နေ format နဲ့လိုက်ရ composition ရဆိုရင်ကတော့ composition ရတယ်လေ abstract organic found တွေ white background တွေထားတယ် abstract organic found တွေရေးထားတယ်ပြီးနရံပေါ် upward တွေပြီးအလေက sculpture ကြီးရသူက relationship ဖြစ်ပြီးတော့ figure ground relationship အရန်ကောင်းတယ်ကွာ negative space ကိုလည်း hour ကစိတ်တစ်ပိုင်းဖြစ်နေထိထားသုံးထားလဲတွေ့ရတယ် shade တွေတော့အဲ့ hour တွေထဲမှာသုံးထားတဲ့ shade တွေကအမြင့်တွေလိုအယိုးတွေလိုစူးတောင်တွေလိုတောင်ပန်တွေလိုထားပါတော့အဲ့လို alliance လိုငကားလို image တွေကိုကြပြိုင်နဲ့အခုသတိရသေးတယ်ဒါပေမဲ့ဘာလဲဆိုပြီးတော့တတ်မှတ်လို့မရဘူး ambiguity ဖြစ်တယ်ဖွင့်ထားတယ်เนาะကြည့်ရတဲ့သူတွေဖွင့်ပေးထားတယ်အဲ့ဒီ hour ရဲ့အားသာချက်ဖြစ်တယ်အဲ့တော့ format analyze အရာဆိုရင်တော့သိအရင်ကြီးမဆိုး sculpture ဆိုလဲအလေက sculpture ကြီးဆိုလဲ gallery တစ်ခုလုံးပြပွဲတစ်ခုလုံးရဲ့ focal point ဖြစ်နေတယ်အဲ့လိုမျိုး found language ကလည်းနေရာပေါ်မှာရှိနေတဲ့ပကြီကားတွေနဲ့ found language ကလည်းအတူတူဖြစ်တဲ့အတွက် unity ရှိတယ်painting နဲ့ sculpture ကို language တစ်ခုလည်းနဲ့ထိန်းထားနိုင်တယ်အဲ့အားသာချက်ရှိတယ်အဲ့ conceptual art ဖြစ်ပြီး conceptual another light မှာကစိတ်ဝင်စားဖို့ကောင်းတယ် transformation ဖြစ်လားမဖြစ်ဘူးလား transformation ဖြစ်လား trend adoption တက်ပဲလားအဲ့လို novelty နဲ့အခုအကောင် adjust လုပ်တင်Janja အကြောင်းပြောပြမယ် Janja ရဲ့ influence ရှိတာဆိုတော့ Janja အကြောင်းလည်းပြောပြအဲ့ဒီ virtual language philosophy art design film အများကြီးမှာတက်ရောက်လာရှိတယ်သူကညာအဲ့လိုမျိုး alliance ရုပ်ရှင်တွေအတွက်ဒီဂျိုသားရုပ်ရှင်တွေအတွက် culture design တွေရေးပြီးတဲ့နေရာမှာအကောင်းဆုံးစုတွေပါလေရထားalliance Janja style ရှိJanja ရဲ့အဓိက
Zagalonga, bio, attachia PC, mechanical subject, so you pound bio net, mechanical bio, attachia PC, mechanical subject, bounce up your zeta. Do I cool bounce up your zeta, biochemical acid. Human anatomy, Lulari anatomy, being subject, machine study, anatomy, Naku bomb, organic found a cool, bounce up with zeta, one. Do guy, bone, yeah, Yuri, Jodari, three Jori, engine, duty, material, machine, on the diet, young bound. Chile in Chile Lua, the Lula, Sayola, Matiro, Janjaya, but you a language. A language influence Yara, or 3 years. Do ye worry, one of your worry, do a concept, Muipa Jane, or Tison Jane, or such sexuality, or the same way in it. Piara, Miare, being civilization, or Lugana set, bounce at them, and I get with Piara, Miare, dear concert. Being loom holder these days, not good AI, loom holder these days, concern in a Yuya way she, 9 Masu, Jaya way she, the concert in a Jaya when we see it. Yellow little monochrome, don't have it, the black gray ground, little monochrome, don't have it. Organic that child, you don't know, organ master, that child, Yuri, that child, don't know. Do it biomechanical, Peter, bionet, machine and bound up. Yeah, found repetition, defound, but Taka, no tally, see it. Symmetrical composition, low symmetrical piano, they lila, do you composition, symmetrical composition, pillar, the people. The blue young format of life on Lumia, village a value the Mapilumia. The found a HR Janjaya, influence HR Janja, Janlu, and Najin Jola. Ye found Gimale found the organic net, machinic found a cool yourself, biochemical structure, the structure, 3 years. What be technical, the remote airgram in a don't have automatic the anatomical position is by rendering look type on the by concept jam jazzing concept jam jay award the way my concept good shane when it's ya concept found near your concept found created and you put them who are hallelujah. Dima concept found created found Bima the car could this style could you look him another concept would care and you necessarily the test with chapel. The Lezu John Bioman, the Lezu John Diga, the Lezuga Baledro, the Yahudu do a main philosophy, Kuga, the Yahudu the Kuga, Yahudu the Kuya Damu, 2 penny Lucia, Mahobu, 2 Bapilla and Letura, chicken. Do Bapilla and Kuma, but Giga the Gao, Jimet, that aspect Gala Miu, a Duago, by experience pay later out me. You are by experience pay later out me. That aspect Gala Mido. Blue Gum, the Lezu, Georgiano use that concept of Kubana, a different Matula. Traditional Maga, traditional Bandy so in Bandy say alone, alone the hour to the traditional Maga, I bandy to the identity of machine. The Luzija, Bandy, the long jeans, the different reality of Puzaki, the city loud, you're out. Yeah, I have a name and name, young lineage of your lad. Below up tail, below Yala, up the Artificial Yemen Jenny, I'm a hope, began me at near artificial, so I moved. On painting the Giganta Kuale, object hope, you are cheer do, chain a dipsinier to your lala, dipsinier to your lala. Uma the blue traditional Matipi, the guy, the UAD, blue harness in a toilet. The Luzija mode, no one was of your toilet. I don't know, no one in check. I can't go Nali on your arm. I go what? I did the Kuya mode. GCR Lepinine, Jones Lepinine, Pagan the Lepinine, limiting agent the Lepinine, either that Lepinine, identity in Yahishi. No one walking. Painting to the painting the Kuya but Giga to the Giga artist a sister and a Kulo, chain, no one chain. Out. Your
Bajiga the painting, came back, Bajiga the came back, city, cheated to gallery, be a lame mount, Kacha, Yinji Moody, in his the mind, at the mine, Baji, I go long Bama, our pita, the painting the Gilo Miao, sister in the room, Giamas of your la. I concept Jure Ama, not at the cook. A Yinjia, concept Jure Ama, affect. Emotion of your amo, affect with your affect emotion they am to Diniamana. And a cool where you are narium. Emotion will be a affect with your Chile do by affect Billy. By emotion, let be a limb home, by affect Billy. Emotion affect Gamadu. And you know, can emotion will be beam, energy will be beam, tension, take ginger down, be full strong hour be beam. A Billy affect, a affect good DM. Who determine be a concept car. But I brought you into this world, no? You left. Wolf to your life, la hanging to each other. Do big my concept got wolf to your life. A wolf got a wolf, a do business concept, a fair yaula, Gia. The Gigantic out, Gida, Yankon Dware, Pajamati, Pajamati, Yankon Dware. I got a fat. A day where me name a dying, a fat yen la. Nalelam, me name a dying, a fat yen la, Massim a dying, a fat yen la. Emotion ho, a fat in the cooler. Digang on July done to be in a constant both to the effect in Lam, a constant sign effect in Lam. The Luzega Bapilo, the conceptual arma, the concept namely, a yow conceptual amnale will catch out. The Luzina after Luzia after massive pura, Maho, represent load, a massive represent load. A massive you beat them, a massive represent load, massive beat them, a massive represent load. To go rank a massive represent load near a affect she near perception she and ye she near anyway. You are a dream jonema a massive do namely down my effect with you can ram. Fonse Bagonga, the Magagan Fonse Bagonia Bajiga, do the Yaku bone for Haram ho. A Louis, they can like a sensation you die pandita. Fonse Bagonia Bajiga, Chile Dane, Nina. Do Babiogina through a good DJ Martin. I met to Beijing a sensation effect car of Rosima Yard. And out, Gojana. Then I bone yet here. I mean, say PR, Timamu, go a movie and message concert with Yanjima Pianime, and Yavula Bar, leading Martin. I may sign it a fat cooler yard. Oh, concept you update the Deluzea use, concept you update influence she. Biomechanical update, new media update, AI update, don't jar. Our object in the zero, experience in Gia, emotion in Gia, experience in Gia. The losing mother and a pen, no, the losing mother in Shinta, the losing mother and a pen. Biomechanic found, organic found, the organic found, a sound them hope, young learning a process of killer, out, Jim, and other who are taking it. I do not take an idea, concept good hope of Swat Kukilla, Mapia out, Jim. The Awaga bow goes up you less who are tech. Awaga, you are Chiadu, Bapisi, let out, who are Gia. Me name hold on, no? I did got them be a yam hold on, me name hold on. Nale, you are the Kujinzi experience with Jim. Can I experience effect with Jim? I don't go a multi policy, the reference to a Yadimane, the multi policy, a Deluzia, but concept going Shanta, allow Shanta. A good ma, the artist, our you are contact. I don't lose alone bound. The artist, yes, to your hour, yes, to your contact. Artica do one, our guy, a organic founding. Yeah, one that I been a good Gmail to be a contact, not a contact. I go on to Kulan, Unity Pilla, Jim, and Gia. Innovation should be sent in Dala, kind of Doshin Johnson. You may go or go to your category. Visit Madia, G. Mage Quago Magia, Arcadilo Melia, they may go defound up, Bajan debone and Pia. Not a Logina, defound up, Bajan defounia, Bajan debone and Pinia. Debone and Pibu to debone and Pima, I concept with Tanime. Media. Defounia, deconcept with low ella, not necessarily do test low one. Now deconcept go, cha, Bajua language, Kunama Piana, GGM.
နော် authenticity ကဒါတွေဖယ်လိုက်ရင်ရော concept ကြံသေးလားဒီမို့ artist statement ဖတ်မကြည့်ဘူးဆိုရင်ရောအဲ့ဒီ artwork တွေက concept ကိုထမ်းထားနိုင်လားအဲ့ဒီမေးခွန်းတွေကို artist ကခိုင်မာမာဖြေနိုင်တယ်ဆိုရင်တော့ဒီ conceptual art အနေနဲ့သူ့ရဲ့ artwork တွေကအလုံးလုံးနေတယ်လို့ပြောလို့ရတယ်ခြုံပြီးတော့ပြောရမယ်ဆိုရင် virtual innovation အရာဆိုရင်နော် virtual innovation အရာဆိုရင်တော့အဲ့မှာမြန်မာနဲ့ global နဲ့ခွဲရမယ်အဲ့လိုမြန်မာဆိုရင်တော့ 9.5 လောက်ဖြစ်မယ် innovation standard တယ်နော် global မှာဆိုရင်တော့ဒီရဲ့ virtual language တွေကရှိပြီးသားဖြစ်တဲ့အတွက်7လောက်ဖြစ်မယ် conceptual clarity conceptual ရှင်းလင်းမှုအရာတော့အခုလက်ရှိမြင်ရတဲ့လောက်တော့7လောက်ပဲပေါ့နော်သိမရှင်းဘူး originality ကတော့7ပဲ originality ကတော့ခုမှ artist ရဲ့ original authenticity မဟုတ်ဘူး originality မရှိဘူးနော်အဲ့တော့7ပဲဒီ biochemical found တွေ black organic found တွေကအခြားအရင်နှစ်ပေါင်းများစွာတကယ်ရှိပြီးသားတွေကိုမြန်မာ content အနေနဲ့ဆိုတော့9ပေါ့နော်အဲ့မှာယာယီသတ်မှတ်လို့ရတယ်ပေါ့နော်အသေးစိတ်ကြည့်လို့မရလို့ပြီးတော့ trend absorption ဆန်နေဆိုတဲ့ခံစားချက်ပေါ့နော်ဒါတော့ trend absorption ဆန်နေဆိုတဲ့ခံစားချက်ကအခု critic တယောက်အနေနဲ့ဆိုရင်တော့အတည်ပြုဖို့ခက်တယ် artist statement နဲ့ artwork တစ်ခုချင်းစီရဲ့အဓိပ္ပာယ်နဲ့တည်ဆောက်ပုံကိုအခုဆက်ဖတ်နိုင်မှာအဆင်ပြေမှာနော်အဲ့ဘာဖြစ်လို့လဲဆိုတော့ conceptual art မှာကဒီတူညီတဲ့ပုံစံတူတဲ့ virtual language ကိုသုံးထားပြီးမဲ့ concept အသစ်တစ်ခုဖန်တီးနိုင်တယ်လေနော် concept တစ်ခုဖန်တီးနိုင်တယ်နောက်တစ်မျိုးအနေနဲ့ရတော့ပေါ့နော်ဒီ virtual trend လိုက်တာလည်းဖြစ်နိုင်တယ်ပေါ့နော် virtual trend လိုက်တာလည်းဖြစ်နိုင်တယ်လက်ရှိပုံတစ်ပုံနှစ်ပုံလောက်နဲ့တော့ဘယ်ဘက်ကိုရောက်လဲဆိုတာတော့တည်တည်ချာချာဆုံးဖြတ်ဖို့အတွက်အခုအနေနဲ့မလုံလောက်သေးဘူးပေါ့နော်အဲ့ဒါ